အားလုံးပဲမင်္ဂလာပါကျွန်တော်ပုံစံတက်နဲ့အခုဒီကတော့ unboxing နဲ့ first impression ပုံစံကိုပဲကျွန်တော်အဓိကထားသွားမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံး box art ကိုအရင်သွားကြည့်အောင်ဗျအဲ့တော့ box art မှာဆိုရင်ဒီမှာအားလုံးတွေ့တဲ့အတိုင်း20 Hansel Rider Rising project ပုံစံ box art အတိုင်းကိုတွေ့ရမယ်ကျွန်တော်တို့ဒီကြည့်လိုက်တာနဲ့ကိုတကယ်မိုက်တယ်ပေါ့နော်ဘာလို့ဆိုတော့ Dan O ကအရန်ကိုလူကြိုက်များတဲ့ series တွေထဲကတစ်ခုပေါ့နော်တော်တော်လေးအကောင်းဆုံးတွေကတစ်ခုလေးဖြစ်တယ်LB အဲ့တော့ပြီးတော့ကျွန်တော်20 Rider 20 Hansel Rider Rising Project ဆိုတဲ့ logo ပါမယ်ပြီးရင် Dan O ဆိုတဲ့ကျွန်တော်တို့ပုံလေးကိုထည့်ပြထားမယ်ပြီးပြီဆိုရင်ကျွန်တော်တို့ကျွန်တော်ဒီအကုန်လုံးပေါ့နော်ဒီ logo လေးပါမယ်ဒါနောက်ပိုင်းမှာပါလာတဲ့ logo လေးပြီးပြီဆိုရင် Kamen Rider Dan O ဆိုတာလေးပါမယ်SWOT form ပေါ့နော် SWOT form ဖြစ်တယ်သူကကျတော့ Momotaros ပေါ့နော် Momotaros ကဝင်ပို့လိုက်တဲ့အခါဖြစ်တာပြီးရင်20 Kamen Rider Kit version accessory gas လာပါမယ်ပြီးရင် Bandai logo ပါမယ်တာ machination logo ဆိုတာပါမယ်ပေါ့နော်ပြီးတော့ GO logo ပေါ့နော်သူ GO ကြောင့်ပြန်ပေါ်လာတာဆိုတော့ပြီးတော့ Dan O logo လေးပါပါတယ်ဗျဘေးဘက်မှာဆိုရင်တော့ကျွန်တော်တို့ Kamen Rider Dan O ဆိုတာပဲထပ်ပါတယ်ဒါပေမဲ့ Max Rider ဖြစ်သွားတယ်ဗျပြီးတော့ဒီတိုင်းပဲပေါ့နော်ပြီးရင်အယုတ်ပုံပါမယ်2009ဆိုတာလေးပါမယ်ပေါ့နော်ဒါသူစထုတ်ဝေခဲ့တာဆိုတော့ဒီဘက်မှာလည်း2009ဆိုတာပါမယ်ပေါ့နော်ဗလဲ Hansel Generation Forever မှာတော့ဘယ်လိုလာလဲတော့မသိဘူးကျွန်တော်လည်းမကြည့်ရသေးတော့ထွက်လည်းမထွက်သေးဆိုတော့ပြီးတော့ဒီမှာဆိုရင်ကျွန်တော် promo art ဆိုတာလည်းတွေ့ရမှာပေါ့နော်ဒါ promo art တွေဒီမှာသူပါတာတွေပါပြထားမယ်ပြီးဆိုရင်ဒီမှာကျွန်တော်တို့အဝိုင်းလေးနဲ့နော်တိုအီကုမ္ပဏီပေါ့နော်တိုအီကုမ္ပဏီတိုအီမှာဒါ license တင်ထားကြောင်းပြထားမယ်ဗျပြီးပြီဆိုရင်ဒါပြပြီးပါပြီအောက်မှာကြတော့လေဒီတိုင်းပဲ Max Rider Dan O SHV ကပါညာကြီးပါမယ်ဒါပြောမယ်ဆိုရင်တော့Hansel Rider Rising Project ရဲ့ဘူးပုံစံတိုင်းမှာဘာမှတိတ်ကွာခြားမရှိဘူးပေါ့နော်ဒါပေမဲ့ကြည့်ရတဲ့ထဲမှာ Dan O ဆိုတဲ့အတွက်ကြောင့်မလို့ဒါတော်တော်လေးမိုက်နေရပါတော့ဘယ်လိုဖြစ်ဖြစ်တော်လေးမိုက်နေတယ်ကဲတော့ကျွန်တော်တို့ဒီဘူးလေးကိုအတူတူ unboxing လုပ်ကြည့်ကြပါပေါ့ကဲအဲ့တော့ကျွန်တော်ဒီမှာရှိရလေးနဲ့ပဲဖောက်လိုက်ပြီဖီပဲเนาะကဲဟုတ်ပြီဖောက်လိုက်ပြီဖွင့်ပြီပေါ့လေဖွင့်လိုက်ပြီဗျာကဲအားလုံးတွေ့ရတဲ့အတိုင်းပဲဒါကတော့ Kamen Rider Dan O SWOT form နဲ့ဖြစ်ပါတယ်ခင်ဗျာကဲတော့ကျွန်တော်တို့အတူတူပေါ့နော်ဒီဘူးလေးကိုဖွင့်ကြည့်မယ်အရင်ဆုံးဒီမှာကျွန်တော်တို့ accessories ကလက်သုံးစုံလေးပါလေးပါမယ်ပြီးရင် ticket ပါမယ်အနောက်မှာတော့ကျွန်တော်တို့ဒါ SWOT ပေါ့နော်သူရဲ့လက်နက် weaponry တွေပါမယ် effect ပါတော့မပါတော့ဘူးဗျဒီ normal version တော့ပေါ့နော်ဒါကတော့ figure ပေါ့နော်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဘူးကိုဖွင့်ကြည့်အောင်ဖွင့်ပြီဆိုတော့ကဒီမှာလာပြီoh sorry နည်းနည်းကြာပါတယ်ကဲဟုတ်ပြီပေးထားလိုက်မယ်အောင်ထုတ်ပြီဝါ share ပဲဗျာ share ပဲနည်း focus ကလည်းကဲတော့ကျွန်တော်တို့ချီဖာတို့နဲ့အတူတူဒီ plastic လေးကိုအတူခွာကြည့်ကြရအောင်ဗျာဟာလေ feed မျိုးပဲဗျာ access figures ကိုဘာလို့ဝယ်လဲဆိုရင်ဒါလေးခွာခြင်းလို့ဆိုတာလဲပါတယ်ဗောနော်ဒါဒီကောင်လေးဆိုရတကယ်လုံး free ပဲအဲ့တော့ကျွန်တော်တို့ design ဘိုင်းလေးကိုကျွန်တော်တို့တွားကြည့်မယ်ဗောနော် design ဘိုင်းလေးကိုအကြံဖြင်းပေါ့အဲ့တော့ design ဘိုင်းမှာဆိုရင်တော့ဒါကျွန်တော် 1.0 ပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ဒီခေါင်းတွေပါတွေရောက်သေးတယ်ဗောနော်ဒါပေမဲ့လည်းအဆင်ပြေတယ်ဘောလုံး body ကပေါ့ body ပေါ့ body ကလည်းစိုးတော့မစိုးဘူးဗောနော်ပြီးရင်သူ့ရဲ့ပခုံးသားတွေကတော့ကျွန်တော်တို့ဒီ main body ကိုဆက်ထားတယ်ပြီးရင်ဒီခေါင်းတွေပါတွေကပတ်တွေဒီတေးတွေကလည်းတေချာပြန်ပြီးတော့စီးချေထားရလို့ကျွန်တော်မြင်နေဗျအရင် 1.0 အရင် normal version တော့ထက်ဆိုင်ပို့ပြီးတော့အယောင်ပေါ့နော်အယောင်ချေတာလေးဒီတေးပြန်ထည့်ထားရလို့ကျွန်တော်တွေ့ရတယ်ပြီးတော့ပြီဆိုရင်ကျွန်တော်ဒီပေါင် join ကကျွန်တော်အစ promo အတိမှာတီးရောသူ 1.5 လို့ထင်ခဲ့တာ join version ဒါပေမဲ့ 1.0 ပဲပေါ့နော် 1.0 ပဲဖြစ်တာတွေ့ရတယ်ပြီးတော့တော်လေးပိန်နေပေါ့နော်ကျွန်တော်ဒါပေမဲ့လည်းရုပ်တရက်ကြည့်ရင်ဒါမသိတာပါဘူးတော်တော်လေးမိုက်တယ်ဒီအနောက်မှာဆိုရင်လည်းသူတို့တေချာကိုဒီဇိုင်းတွေထည့်ပေးထားရပါတော့အဲတော့ရွှေရောင်တွေအရောင်တွေထည့်ပေးထားတော့မိုက်ပါတယ်ပြီးတော့ကျွန်တော်ပြောရမယ်ဆိုရင်တော့ဒီလောက်ပဲကျွန်တော်ဒါခုလောဆယ် first impression အနေနဲ့ဆိုရင်ပြောမယ်ဆိုရင်ဒီကောင်တော်တော်မိုက်တယ်ဟုတ်မယ်ခန္ဓာကိုယ်လေးကသေးတယ်ဆိုပေမဲ့လည်းပြပြောစရာမရှိဘူးဒါ1.0 ဖြစ်ပြီမဲ့ရှင်နိုဟိုဆယ်ကို version ကိုတော့စောင့်နေရပါတော့
ဒီလောက်ပါခင်ဗျအားလုံးကိုကျေးဇူးပါလို့